များသောအားဖြင့်လေအမျိုးသားများစုကသူတို့မချစ်တော့ဘူးစိတ်ကုန်သွားပြီဆိုလို့ရှိရင်စကားပြောတာဆိုတာအပြုတ်မှုတွေကခက်ထန်လာတယ်စိမ့်ကားလာတယ်ပြတ်သားလာတယ်စိတ်လည်းမရှိတော့ပြဿနာတွေရှာလာအောင်เนาะအဲ့ဒါအမျိုးသားတွေသူတို့မချစ်တော့တဲ့အခါโอเคအမျိုးသမီးတွေကြတော့သူတို့ ਨੇ ပြောင်းမြန်เนาะတကယ်အရန်ချစ်ပြီးတော့မှအရန်ကို serious သူ့ရဲ့ emotions တွေကိုနှစ်ထားတယ်မိမတယောက်ကသူ့ရဲ့ချစ်သူကြီးစားသူ့အမျိုးသားပေါ်မှာ possible နဲ့ပူပူညံ့ညံ့နောက်ပြဿနာရှာမယ်တဝင်းတူမယ်ရန်လုပ်မယ်ဟိုကလည်းစိတ်တမ်းကြတယ်ဒါလည်းစိတ်တမ်းကြဘာလို့လဲဆိုတော့ဒီယောက်ျားကိုချစ်တဲ့အတွက်ကြောင့်မလို့အများကြီးသူ့ emotions တွေကိုနှစ်ထားတာသူစီမှာနော်တကယ်လို့များအဲ့လိုအမျိုးသမီးတယောက်ကရုတ်တရက်ဘာ complain မှမပေးတော့ဘူးဘာမှလည်းမပြောတော့ဘူးနော်စူးဘူးလည်းမရှိတော့ဘူးတင်းငြိမ်သွားပြီငြိမ်သက်သွားပြီအပြုံးလေးတစ်ခုနဲ့အရာရာဥပိ္ပခပြုတ်သွားပြီဆိုလို့ရှိရင်သူကမချစ်တော့နော်လုံးဝစိတ်ကုန်သွားတယ်မိသမီးတယောက်ပါပဲလို့ဟုတ်လားပြောကြည့်လိုက်